ကုမ္ပဏီတွေမှာနော်ကွန်ပျူတာတွေစာဗာတွေများလာတယ်မြ ransomware တွေကိုက်ခံရမှာဒါတော့ data တွေပေါက်ကြားသွားမှာဆိုတာ IT သမားတိုင်းရဲ့နေ့စဉ်ကြုံတွေ့နေကြပူပန်နေရတဲ့အခက်အခဲတစ်ခုပဲအဲ့တော့ endpoint လောကမှာAV test နဲ့ AP comparative တို့လိုမျိုးကမ္ဘာအဆင့်မီဒီ testing လုပ်တဲ့ကုမ္ပဏီတွေမှာစုတွေတတိတတိုင်းရထားပြီးတော့ cloud centralized management နည်းပညာနဲ့စီမံအရန်လွယ်ကူတဲ့ Bitdefender Gravity Zone Business Security အကြောင်းနဲ့သူ့ရဲ့ license ဘာတွေခွာခြားချက်တွေဘာတွေရသွားမလဲဆိုတာဘယ်လိုမျိုး performance တွေရနိုင်မလဲဆိုတာကိုဒီ video လေးမှာပြောပြပေးထားမယ်အဲ့တော့စလိုက်ကြအောင်အဲ့တော့အလွယ်ကူဆုံးပြောရမယ်ဆိုလို့ရှိရင် Bitdefender Gravity Zone ဆိုတာကုမ္ပဏီတွေကကွန်ပျူတာ laptop နဲ့ server အကုန်လုံးကို cloud dashboard တစ်ခုထဲကနေပြီးတော့စောင့်ကြည့်နိုင်တဲ့ကာဝယ်ပေးနိုင်တဲ့ centralized endpoint security system တစ်ခုပဲဖြစ်တယ်။တော့သူကတစ်ခုကောင်းတာက Bitdefender ကသူက home security နဲ့ business security ဆိုပြီးတော့နှစ်ပိုင်းခွဲထားတယ်။အဲ့တော့ home security ကတော့ရှင်းတယ်။တော့အရင်တော့က software ဆိုင်တွေမှာဝယ်ရတယ်လို့မျိုးပဲ license ကိုဘူးလေးနဲ့ဝယ်တယ်။အဲဒီကွန်ပျူတာထဲမှာထည့်တယ် license key ထည့်ပေးတယ်။တစ်နှစ်သုံးတယ်တစ်နှစ်ပြီးရင်ဖြုတ်လိုက်တယ်အသစ်ပြန်ထည့်တယ်ဒါမျိုးပဲ။အဲ့တော့gravity zone ကျတော့အဲ့လိုမဟုတ်ဘူး။သူကဒီအိမ်သုံးဆက်တွေလို့တစ်လုံးချင်းစီသူကလိုက်ပြီးတော့ထည့်ကြမလို့ပဲနဲ့ရုံးထဲကဆက်ရာခဏန်းတွေအကုန်လုံးကိုဒီ ID admin ကနေလှမ်းပြီးထားရမှာထားလှမ်းပြီးတင်ပေးလို့ရတယ်ပြီး policy တွေလည်းတက်ဆိုင်ရာဆက်အလိုက် IPD နဲ့ခွဲပြီးတော့ policy သတ်မှတ်ပေးလို့ရတယ်နောက်အားသာချက်တစ်ခုကကျွန်တော်တို့တွေကhome security ဆိုလို့ရှိရင်သူက home security ရဲ့အားနည်းချက်ကဒီ device တစ်ခုပေါ်မှာသုံးပြီးသွားလို့ရှိရင်ဒီ device က Windows ကျသွားပြီဆိုလို့ရှိရင်နောက်လို့ရှိရင်နောက် device တစ်ခုဟိုမှာပြတ်သွားပြီရေဝင်လို့ပြတ်သွားပြီသူဒီမှာ license key ရတော့ရှိနေတယ်ဒါပေမဲ့နောက်ဆက်တစ်လုံးမှာသွားထည့်လို့ရှိရင်သုံးလို့မရဘူးဒါပေမဲ့ Bitdefender ကအဲ့လိုဒီ gravity zone ကျတော့အဲ့လိုမဟုတ်ဘူးဒီဆက်ကပြတ်သွားတယ်ဆိုရင်တော့မှဒီဆက်နဲ့သူဘိုင်းထားတာဟုတ်ပဲဒီဆက်ပေါ်မှာ random email နဲ့ဘိုင်းထားအဲ့တော့နောက်ဆက်တစ်လုံးသွားပြီးအဲ့နောက်ဆက်ပေါ်မှာ Bitdefender ရဲ့ gravity zone agent ကို run လိုက်မယ် run လိုက်ပြီးတော့သူ register လုပ်ထားတဲ့ email ထည့်လိုက်ဆိုရင်ပုံမှန်တိုင်းပြန်ရောက်ပါမယ်ဒါသူ့ရဲ့အားတာချက်ပါနော်အဲ့တော့နောက်တစ်ခုကကျတော့ကျွန်တော် Bitdefender gravity zone ရဲ့ license အမျိုးအစားတွေကိုပြောပြမယ်အဲ့တော့ तू ကဘယ်လိုမျိုးတွေရွှေ့ရမလဲပထမအဆုံးအခြေခံအကျဆုံးကတော့ Bitdefender gravity zone business security core နော်တော့ core လို့ခေါ်ကြတယ်ဒါပေမဲ့တကယ်ကြီးအများတို့တွေကျွန်တော်တို့ဆီကနေ quotation တောင်းနေဆိုလို့ရှိရင်တော့Bitdefender gravity zone business security ဆိုပြီးဒါပဲလာတယ်သူကဥပမာ SME အသေးတွေအတွက်အကိုက်ကြီးဆုံးပဲအဲ့တော့ तू ကရုံးသုံးကွန်ပျူတာတွေ server တွေ ransomware တွေ malware တွေ phishing တွေ zero day threat တွေကနေအခြေခံကာကွယ်ပေးတဲ့ license ပဲအဲ့တော့ဘယ်လောက်ကစသုံးလို့ရလဲဆိုရင်သူ10 license ပေါ့နော် MOU minimum order တွေ10ခုကနေစသုံးလို့ရတယ်အဲ့10ခုမှာကျွန်တော်တို့ကဥပမာ10ခုသုံးတယ်ပေါ့ဗျာဥပမာကျွန်တော်တို့ကရုံးသုံး server အသေးလေးရှိတယ်ဒီ server မှာ run ပြီးတော့ဒီကျန်တဲ့device endpoint 10လုံးကို take care လုပ်ချင်လားရတယ်ကျွန်တော်တို့ကကြတော့ဒီ gravity zone က on premise လေးရတယ် cloud management လေးရ on premise ဆိုပေမဲ့သူကဒီ set ရဲ့ VM ပေါ်မှာ run လိုက်တာပဲရှိတယ်တကယ်ကြီးဒီသူက cloud base နဲ့ပဲသူ run တာပဲinternet လိုတယ်ပေါ့နော်အဲ့တော့internet မလိုအောင်လုပ်လို့ရတဲ့နည်းတွေရှိဒါတော့ကျွန်တော်နောက် video တွေမှာပြောပြပေးသွားမယ်အဲ့ဒုတိယအဆင့်ကကြတော့ဒုတိယတစ်ခုကကြတော့ Bitdefender gravity zone business security premium သူကကြတော့alert ကုမ္ပဏီပေါ့နော်ဥပမာဝန်ထမ်းအယောက် alert ဆိုတဲ့ညီအောင်ဝန်ထမ်းအယောက်90နဲ့100ကြာပေါ့အဲ့လိုကုမ္ပဏီအတွက်ဖြစ်အခြေခံဆိုကာဝယ်ရေးတော့ patch management လို့ခေါ်တဲ့ဥပမာ software တွေကတော့ဥပမာ error ဖြစ်တယ်ဆိုလို့ရှိရင် patch management ဆိုတဲ့ add-on license တခုဝယ်ထားလိုက်မယ်ပေါ့နော်ဒီ security premium သုံးမယ်ဆိုရင်သုံးထားရတဲ့ premium သုံးလို့ရှိရင်ခုနကလိုမျိုး patch management တွေ risk analytics တွေ version executive security report တွေဒါမျိုးတွေကိုကျွန်တော်တို့တွေကသုံးခွင့်ရှိသွားပြီခုနကအခြေခံကတော့ရှင်းတယ်နော် business security core ကတော့ရှင်းတယ်ပုံမှန် antivirus ဘောတရားတိုင်းပဲတခုပဲသူကတော့
ပုံမှန် antivirus တွေလို့ defense တည်တောင်မှာတော့ offensive ပါပါတယ်ပေါ့ဗျာခုနကဒီအခုပြောနေတဲ့ premium မှာကျတော့သူက patch management တော့ software တွေမှာ bug ဖြစ်တယ်error တစ်ခုဖြစ်တယ်ဆိုလို့ရှိရင်တော့ patch run ပေးရတယ်လေအဲ့လိုမျိုး run ပေးတဲ့ဟာမျိုးတွေကိုလည်းသူအခုတကယ်လုပ်ပေးတယ်ပြီးရင်ဝန်ထမ်းတွေရဲ့ set တွေမှာတော့ဘယ် port တွေကပွင့်နေလဲဆိုတော့ဒီ risk analytics ဒါမျိုးနဲ့ run ပေးတယ်ပြီးရင်ခုနကပြောတဲ့ security report တွေကိုလည်းဘေးရင်ပါပြီးသားပါเนาะဘေးရင်ဆိုပေမဲ့ကျွန်တော်ကြည့်တဲ့လောက်ကတော့ add-on ဝယ်ရများတယ်ပေါ့เนาะpatch management နဲ့ risk analytics ကတော့ဘေးရင်ပါတယ်ဒါပေမဲ့ executive security report ကတော့ကျွန်တော်စိတ်ထင်ကျွန်တော်ရောင်းမှုသမျှတွေကတော့ executive security ဆိုလို့ရှိရင်တော့ဒီတောင်ဝယ်ရတယ်ဗျအဲ့တော့နောက်တစ်ခုကကျတော့ enterprise level သူကြတော့နည်းနည်းခေါ်ရတာပိုကောင်းသွားgravity zone business security enterprise ဒါမျိုးခေါ်တယ်ပေါ့နော်အဲ့ဒါရှင်းနေဘာကြောင့်လဲဆိုတော့ enterprise တောင်းလို့ပဲသူစီမှာပါသွားလဲဆိုရင်တော့ EDR endpoint detection and response XDR extended detection and response အဲ့တော့သူကတမန်ရိုးကြကာဝယ်ရတယ်မဟုတ်တော့ဘဲနဲ့ဆက်သေးကို hacker ဝင်လာခဲ့တယ်ဆိုရင်တော့ဘယ်လဲညောင်းဝင်လာတယ်ဘယ်လိုမျိုး technology ကိုသုံးဝင်လာတာလဲအဲ့ဒါကို incident visualization လို့ခေါ်တယ်တော့လမ်းကြောင်း mapping ဆွဲပေးပြီးတော့အသေးချာခြေရခံပြီးတော့ဒီ hacker ဖျက်ဆီးလိုက်တဲ့ file ဥပမာ ransomware ထိသွားတဲ့ file တွေကိုဒီ ransomware mitigation and EDR စနစ်တွေတုံးပြီးတော့ပြန်ပြီးဆယ်ပေးနိုင်တယ်တော်တော်မြင်ပါနော်ဒီတော့ကျွန်တော် ransomware တိုက်တယ်ဆိုရင်တာပြီးကျွန်တော်ရေသက်ချပြီးအမြောက်ဝေလိုက်အောင် file တွေကခါကြလို့ရှိရင် hard disk အလုံးလိုက်ကြီးလဲလိုက်ရတာမျိုးတော့ရှိတတ်တယ်ပေါ့နော်ဒါကြောင့် Windows တင်အောင်မှပြန်ကောင်းချင်မှာကောင်းမယ်ဒါမျိုးတွေဖြစ်တယ်ပေါ့နော်အဲ့တော့အနှစ်ချုပ်လိုက်ရင်တော့ကျွန်တော်တို့ရဲ့ဒီအဖွဲ့အစည်းရဲ့ set အရေးအတွက်နောက်ပြီးရင် server နောက်ပြီးရင်လုံခြုံရေးလိုအပ်ချက်ကိုမူတည်ပြီးတော့ကိုယ့်ရဲ့ budget နဲ့ကိုက်ညီမဲ့ Bitdefender Gravity Zone Business Security License ကိုမှန်ကန်ရွေးပြီးအသုံးပြုမယ်ဆိုလို့ရှိရင်ဒီရုံးတွင်းဒီ network engineer တွေ ransomware engineer တွေပြောရှင် malware engineer တွေကို AC ကဝယ်သားရင် ID တမားတွေလည်းအေးရေးဝါအေးရတယ်ဒါမျိုးတွေတော့အခုညီပေးလို့ရတယ်ပေါ့နော်အဲ့တော့ဒီဗီဒီယိုလေးကတော့ကြားပါမယ်အဲ့တော့ကျွန်တော်ရဲ့ဒီ Bitdefender Gravity Zone အကြောင်းပို့ပြီးသိချင်တယ်ပြောရှင်တခြားသောendpoint solution တွေနဲ့ဘယ်လိုခွာခြားလဲဆိုတာမျိုးတွေပိုသိချင်ပါတယ်ကျွန်တော်တို့ training လေးသိချင်ပါတယ်ဆိုလို့ရှိရင် officially email လေးပို့လို့ရတယ်လို့ကျွန်တော်ဒီဗီဒီယိုမှာကျွန်တော်ရဲ့ email ကိုတော့မထည့်ပေးတော့ပါဘူးအဲ့တော့သိချင်တယ်ဆိုရင်ဒီဗီဒီယိုအောက်မှာ comment ရေးလို့ရပါတယ်ပြီးလို့ရှိရင်ကျွန်တော် DM လာပို့ပေးလို့ရပါတယ်ကျွန်တော်ပြန်ပြီးဆက်သွယ်ပြီးတော့ကိုတို့ဒီဝယ်ခြင်းတဲ့ customer တွေကိုဒီ SI partner တွေကိုကျွန်တော်တေချာရှင်းပြပြီးတော့ဘယ်ဟာကအများကြီး network နဲ့ကိုက်နေဆိုတော့ကျွန်တော်တို့ solution တေချာထုတ်ပေးပါမယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျအဲ့တော့ဒီဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါမယ် IT နည်းပညာနဲ့လုပ်ငန်းခွင်ဆိုင်ရာဗဟုသုတတွေကိုမြန်မာလိုရိုးရှင်းပြတာနားထောင်ခြင်းနဲ့ဆိုရင်ကျွန်တော်ရဲ့ Techify channel လေးကို like follow နဲ့ subscribe လုပ်ထားကြအောင်မမေ့ကြပါနဲ့အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်အောင်တော့ပါ